မင်္ဂလာပါကျွန်တော်ဒီဘက်ပေးရမှာရောက်နေတာတော့ကျောင်းကြီးတို့ခွမ်းမြောင်းတော်မှာရှိတယ်ခွမ်းမြောင်းဂျွန်းထုံရှိတယ်ဖြစ်ပါတယ်ဒီဈေးကရတာရှိရဲ့စားစားတွေလည်းအများကြီးရှိတယ်အဲ့တော့မှဈေးလဲတန်တယ်လို့သိရတယ်ပေါ့နော်ဈေးလဲတန်တယ်ဆိုတော့ကျွန်တော်ဒီမှာ1,000ရှိပါတယ်1,000ဆိုရင်မြန်မာငွေ6,000ဝန်းကျင်ရှိပါတယ်6,000ဝန်းကျင်နဲ့ဘာတွေစားလို့ရမလဲဆိုတော့လိုက်ကြည့်လိုက်ပါခင်ဗျာမောက်စုံနေနဲ့ကျွန်တော်တို့ဒီမှာကြက်သားပေါ့ကြက်သားလုံးကျော်ရင်စားပါမယ်သူကဖက်ဆိုရင်3,000အလေလက်ဆိုရင် size ဆိုရင်9,000ပွဲကြီးဆိုရင်13,000ပါဖော့ဆိုရင်3,000ဒီလိုမျိုးတစ်ခွက်ကိုဒီဟာတစ်ခွက်ကို3,000ကျွန်တော်အဆက်မှာပါရနေဆက်တယ်လူအင်းနာပဲညဆက်တဲ့ရတာလေးနဲ့ကျတော့လုံးကြောတော့ခေါ်ပါပါလေ1,000တော့သုံးပါပါလေဟိုတော့စားမှာပါတော့စားဖို့ရှင်းမှာလူတန်းစီ하나세요? 예, 하나요. 한 개 가져가세요. 예. 고반 고주와 청아야 해도 봐. 또တစ်ခုကို1200
ထဲမှာနှစ်တယ်你要不约？要快耶！买了豆腐，这是把不了，做先别。တော့ခုနကြက်တာလုံးကျော်က3000ပါဒီပို့တော့တစ်ခုက1200ဆိုတော့ကျွန်တော်4200သုံးလို့ပါပြီဆိုင်ရောဗျာဟမ်ဘာဂါဆိုင်ဖြစ်ပါတယ်။ကြောင်ကြောင်ရှိကြမှာနာမည်ကြီးဟမ်ဘာဂါဆိုင်။ဟမ်ဘာဂါရဲ့ပေါင်မိုးကိတ်ကိုပေါင်မိုးရဲ့အယောင်ကဒီမှာစိမ့်စိမ့်နဲ့ထဲကိုကြည့်လိုက်မယ်ဒါကတော့ကြောက်ရဲ့အရွက်ရဲ့ခဲတန်ရချေပြပါတယ်ခဲတန်ရချေဟမ်ဘာဂါဆိုတော့မကြည့်ပါဘူးနော်ဒီဟမ်ဘာဂါတစ်လုံးက3000ဒီခွမြောင်းရှိချမ်းမှာနာမည်ကြီးပဲမိုက်ကောင်းလားကော်ဘီရဲ့ခန်းရင်ဒီမုံလာဦးဒီဆက်လိုက်ရွက်တော့ကွာဒီချက်ဦးရှယ်ပဲ3000တော့တန်တယ်ဗျာကျက်သားလုံးကျော်က3000ဟိုတော့တကူက1200ထမကတလုံးက3000အလုံးပေါင်း9200သုံးသွားပါပြီအရွက်ရှိရယ်ဒီကအမေသားရမ်းချစ်သူကျော်ရချင်ဟနာကျစေခုကတော့ကျွန်တော်ခုနဝယ်လာတဲ့ခင်ဘတ်ခမင်းလေးဒီမှာပါခမင်းလေးက2500ဟာခမင်းလေးအကြီးပဲစပ်ဖွင့်ကြည့်မယ်
မင်းလေးဒီမှာပါထမင်းလေးစားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာလက်အိပ်ပါတယ်လက်အိပ်ဝယ်လာဒီဟာရားချေရွက်နဲ့ရှိတယ်အမဲသားနဲ့ရှိတယ်ချိနဲ့ရှိတယ်ဒီဟာကတော့ရားချေကင်ဘတ်ပါမုံလာဦးနေရယ်ကြက်ဦးရယ်တော့ဒီငါးသားလေးရယ်ဒီကမုံလာဦးရယ်ကနန်းသားရယ်တော့မနက်ကသမင်းမစားပဲထွက်လာဆိုတော့တော်ပဲဂိမ်းဘတ်တလေးရဘိုက်ပြေလောက်လေbut for 2500ဆိုတန်တယ်ကျွတ်သားလုံးက3000ဟိုတော့1900ဟမ်ဘာဂါ3000ဂိမ်းဘတ်2500အလုံးပေါင်း9000နဲ့900ပဲကျပါတယ်9900ကုန်သွားပြီပေါ့နော်ကျွန်တော်9900သုံးသွားပြီ9900သုံးပြီးတဲ့အချိန်မှာဘိုက်ပြင်းနေပါပြီဆိုတော့ဒီဈေးအရတာလေးရှိရယ်ဈေးလည်းတန်တယ်1000မိုးဆိုလို့ရှိရင်လူတယောက်ဘိုက်ပြအောင်စားလို့ရတယ်1000ဆိုကျွန်တော်တို့မြန်မာငွေဟိုလောက်3000လောက်တော့ရှိတယ်3000လောက်သုံးလိုက်ပါတယ်3000ကိုကျွန်တော်ဘိုက်ပြအောင်စားလို့ရပါတယ်ဒါကတော့ကွမ်းမြောင်းဂျွန်းထုံရှီချမ်းပဲဖြစ်ပါတယ်1000နဲ့ဒီကွမ်းမြောင်းရှီချမ်းနဲ့ပတ်ပြီးတော့မုတ်တွေလျှောက်စားခဲ့ရဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့လောက်ပါပဲကျွန်တော်တို့နောက်တစ်ပတ်ပေးမှာပြန်လည်ဆုံပေးကြပါမယ်အားလုံးဟုတ်ဆက်ပါတယ်